ချောင်းရဲ့တစ်ဖက်မှာတယောက်တည်းငုံလို့ထိုင်လာထမခီစမဲကြောက်ကြအားဆိုတဲ့လုံကြီးကိုပြင်းညုံကြော်ကင်းငတ်တန်လူတန်နာထောင်းလို့ခြေဆုံးကိုပြင်းသတိကိုရှင်ပူဝင်လေးသိမရှိဘူးမောင်ရင်ဝေးတာကိုရင်နဲ့ကိုင်ကလေးထုံးတော့ပဲတွေ့ပဲဆရာလေးခရံကားအတွက်ချောင်းရဲ့တစ်ဖက်ကိုပြက်ကြော်ကလေးတော်မဲ့ကြောင်ဆရာလေးလက်ကိုင်းကြထိုးရင်လည်းကိုဆုံးနေနေတွေမိခွမေးလင်းစက်ပြောပါကိုဆုံးနေညာတွေစာအိမ်နေရာပေးပါစုတ်တန်ရရဲ့ခဏနေအောင်ဒီပြင်ပေါ်ကချွေးတွေချွေးရဆိုရင်ချွေးပဲပေါ့မောင်ရင်ဝေးတာကိုရင်နဲ့ကိုင်းကလေးထုံးတော့မဲ့တွေ့ပဲဆရာလေးခရံငါအတွက်ချောင်းရဲ့ထွက်လို့နောက်ကြိမ်ကျော်ကသွားမဲ့ကြောင်ပြလေးရှင်းမတော့ကြည်လက်ဘွားမှာမောင်ခင်းနေကြလားလက်ရှိဘွားရှုံထွက်ရင်းနဲ့ရေစက်